record ရအောင်ပေါ့နော်ကျွန်တော်ဒါလေးကို record လုပ်ပြီးတော့တစ်ခါလေးပို့လိုက်တယ်နော်ကျွန်တော်ပထမဆုံးဒါ code 6ပေါ့နော် code 6ကနေကျွန်တော်တို့က new project ပေါ့နော် new project ခေါ်မယ်ခေါ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် standard project ပေါ့နော် standard project ပြီးရင် HTML project ရဲ့ MP project ကိုတိုက်ခိုက်ယူလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က standard project ယူလို့မှဒီလိုမျိုး device တွေပါလာမယ် application တွေကျွန်တော်တို့ရဲ့အဲ့လိုပေါ့နော်လိုချင်တဲ့ format ရမှာပေါ့နော်ဒီကောင်ဒီအဆိုရှင်ကျွန်တော်ဒါပဲရွေးရတာပေါ့နော်ဒီ device ဆိုရှင်ဒါကျွန်တော်တို့ device ပေါ့နော်ကျွန်တော်တို့ဘာနဲ့လုပ်မှာလဲကျွန်တော်တို့ကျွန်တော်တင်တော့ဆိုရင်Raspberry Pi ရှိရပေါ့နော် Raspberry Pi ရယ် Windows ရယ် device ဆိုရှင် soft motion ပေါ့နော်ဒါ soft motion တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေမသုံးဘူးကျွန်တော်တို့ဒီမှာရှိတဲ့ simulation နဲ့ဒီ control wing တွေပဲရှိရပါတော့ကျွန်တော်ကဒါရေးတယ်ပြီးတော့ကျွန်တော်တို့ PLC ဒီကျွန်တော်ရဲ့ program နဲ့ရေးပါတယ်ဒါနဲ့ရေးပါလား function block နဲ့ရေးပါလားပေါ့နော် sequential function check နဲ့ရေးပါလား structure test နဲ့ရေးပါလားပေါ့နော်ကျွန်တော်တော့အကြံပေးရအကိုအတွေ့machine data တွေယူနေတယ် process အထိုင်မှာလည်းကျွန်တော် structure test ကို check ပြီးပေါ့နော်ပြီးရင် data logic တွေသုံးရပါတယ် function flow တွေသုံးရပါတယ်ဒါပေမဲ့ကျွန်တော်တို့ structure test ကို check ပြီးပေါ့နော် structure test နဲ့ကြာတော့ကျွန်တော်ကနည်းနည်း programming ပိုစံတယ်ပေါ့ data ဟောင်းကြာနည်းနည်း programming တိတ်မစံဘူးတော့ PLC ပိုစံတယ်ပေါ့နော်ဒီ structure test ကြာတော့ကျွန်တော်ဒီပိုစံတယ်ပေါ့နော်အဲ့ programming ပိုစံတယ်ပေါ့ programming ပိုစံတယ်ဆိုတော့ကျွန်တော်တို့ show ပြရတာတွေ့ရပါပေါ့နော်ကျွန်တော်ကဒါကို check ကိုပြင်ပြလိုက်တာနဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ယူချင်တဲ့ဟောရတယ်ဒါဆိုကျွန်တော်တို့ယူချင်တဲ့ဟာပေါ့နော်device ပါပြီး device ဆို PLC logic ပါပါတယ်ပေါ့နော်ဒီထားတော့အကူကကျွန်တော်တို့ဒီမှာဒီကောင်ကကြာဒီမှာကျွန်တော်ဒီ program ခေါ်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်တက်ပြပေါ့နော်ဒီကောင်လေးကိုဒီ PLC လေးကိုကျွန်တော်ဒီမှာနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာ program စရေးရ page တစ်ခုထွက်လာတာပေါ့နော် page တစ်ခုထွက်လာတယ်ပေါ့ဒါပေမဲ့အကဲထားတော့အကူကဒီမှာဟိုနဲ့ HTML ရေးတယ်တချို့နေရာတွေမှာဟိုက data နဲ့ရေးချင်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ application ရှိရပေါ့နော်ဒီ application ကို right click ခါပြီးရင် add object နဲ့ဒီမှာ POU ထည့်ရတယ်နော်POU ထည့်မယ်ဆိုရှင်ကျွန်တော်တို့ခုနကပြောတာ function block ခံရမှာပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင် function block ရွှေ့လိုက်မယ်ပြီးတော့ဒါကြာတာပေါ့ကိုဒါတကယ်တော့ယူရမှာမဟုတ်ဘူးเนาะဒီမှာအကဲကျွန်တော် POU program organization ယူလို့ပေါ့နော် POU ရဲ့ function block တွေလုပ်လို့ရတယ်ပြီး function လည်းကျွန်တော်တို့ကြည့်ရလို့ရတယ် function block လည်းကြည့်ရလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာ program ပြချင်တယ်ဆိုတော့ကြောင့် program နဲ့ကြည့်ရင် function block ကိုရွေးဟုတ်ပြီကျွန်တော်ဒီမှာ function block ရပါတယ်ကျွန်တော်တို့ function block နဲ့ကျွန်တော်တို့ function block တွေတော့ဒီ set ထည့်လို့ရေးရတယ်တကယ်တမ်း program ရမယ်ဆိုလို့ရှိရင်ဒီ function block ကကျွန်တော်တို့ program နဲ့မဝင်ဘူးပေါ့နော်ကျွန်တော်တို့မှာတကယ်မင်းနဲ့ PLC PRG ဆိုတဲ့ program တစ်ခုပဲရှိသေးတာဒီကောင်တစ်ခုပဲရှိသေးတာပေါ့နော်အဲ့ဒါကိုကျွန်တော် function block ထည့်ပေးရမယ်အဲ့တော့ကျွန်တော်ကထည့်မယ်ဆိုဒီ main test ကိုဒီ main test ကိုကျွန်တော်ပြမယ်နော်ဒီ main test ကိုကျွန်တော် double click ခါdouble click ခါရင်ကျွန်တော် main test ထွက်လာတယ်ထွက်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ site click ပဲပြီးတော့ interval ဘယ်လောက်သွားချင်လဲပေါ့နော်ဒါကြီးကကျွန်တော်တို့အကုန်လုံး combine မပြီးဘူးကျွန်တော်ဒီမှာ add call ဆိုတာရှိတယ် add call ကိုလည်းပြီးသွားပြီဆိုရင်ဒီမှာ FBT function block ထားမှာပေါ့နော်အဲ့ဒါကိုထည့်လိုက်ပြီဆိုရင်ဒါဒီ program ဒီထဲမှာနားသွားပြီပေါ့နော်အကယ်၍ကျွန်တော်ဒါမထည့်ဘူးဆိုရင်တော့ဒီ program ထဲကိုဒီ text ဆိုတော့လာပြီးတော့ run မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ function block မှာရေးထားတဲ့ program တွေကကျွန်တော်တို့ဒီ PLC PRG ရဲ့ဒါတွေတက်ရောက်မှုရှိမှာမဟုတ်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီ function block မှာရေးရအောင်လည်း run မယ်ဒီ PLC PRG ရဲ့ဟာလည်း run မယ်အဲ့လိုပဲကျွန်တော်တို့ထပ်ပြီးတော့data နဲ့ရေးချင်ပေါ့နော် data နဲ့ရေးရဲပြီးခေါ်မယ်ပြီးတော့ဆိုလို့ရှိရင် data က data logic ကပြောင်းမယ်ပြီးတော့ရှင် next ကလည်း FD ပြောင်းမယ်ပြီး OK ဆိုရင် data okay data တော့ဒီကောင်ဆိုလို့ရှိရင် data logic ပဲရေးပြီးတော့ပေါ့နော်အဲ့ဒါတိုင်းမှာကျွန်တော်ဒီ main test ကကျွန်တော် computer ချက်ပြတ်တိုင်းသွားပြီပဲ add call နဲ့ပြီးသွားရင် data ကတော့ okay နေတယ်ဒါဆိုရင်ဒါဆိုကျွန်တော်တို့ run တဲ့ program တွေအကုန်လုံးကကျွန်တော်ဒီ3ခုလုံးမှာကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ယူချင်းပြီးသွားရင်ကျွန်တော်ဒီ main test ကို run တယ်ဒီ program 3ခုလုံးမလုပ်တော့ဘူးเนาะဆိုတော့သွားနော်ကျွန်တော်ဒါရတော့3ခုဆိုတော့ဖြတ်လိုက်မယ်ကျွန်တော်ဒီကောင်တစ်ခုပဲတော့ပေါ့နော်ဒီကောင်ရဲ့ syntax ကကျွန်တော်တို့သွားပြီးတော့သူ့ရဲ့ web page မှာရှာလို့ရပါတယ်ကျွန်တော်လည်းဒီကောင်ရဲ့ syntax တွေကျွန်တော်ရှာပေးထားမယ်เนาะရှာပြီးတော့အခုကျွန်တော်ပို့ပေးထားတယ်အခုဆိုတော့ဒီ ST နဲ့ရေးရဆိုရှင် syntax ပိုင်းနဲ့ဖတ်ရတယ်ပေါ့နော်တော့ဟိုနဲ့ကျွန်တော်ရေးနေတာ C လို့CW+ တို့ပါမယ်အဲ့ဒီတူပေါ့နော်သူကသူ့ရဲ့ syntax ကတမျိုးရှိတယ်ဒါပေမဲ့ဒီကောင်တွေအကုန်လုံးကတော့ဒီ code C တစ်ခုလုံးကိုတော့ C နဲ့အခြေခံပြီးရေးထားဆိုတော့ကျွန်တော်က C နဲ့ programming ကိုပုံစံတူပါတယ်အများကြီးပေါ့ပေါ့နော်ပြီးတော့ကျွန်တော်ခုနပြောပြလို့ပေါ့နော်ဒီကောင်မျိုးကိုကျွန်တော်တို့ကဒီလိုမျိုးဟိုဒီအများကြီးလုပ်လို့ရတယ်ပေါ့နော်အဲ့ဒီကျွန်တော် variable ကကျွန်တော်တို့ global variable ရဲ့အမျိုးရှိရပါတော့အမျိုးဆိုတော့ထားပါခေါ်လိုက်ပါနော်variable ရဲ့အများရှိထားပါတော့ကျွန်တော်တို့ variable တစ်ခုချိန်တယ်အဲ့ variable ကျွန်တော်ဒီထဲမှာထပ်ပြီးဒီထဲမှာတော့မကြ
ကျွန်တော်တို့ကဒီအောက်ကဒီထဲမှာဒီအောက်ထဲမှာဒီထဲမှာ program ပြီးရပါတော့ဒီထဲမှာ program ရဲ့ဒီပေါ်မှာကျွန်တော်တို့ variable ကြီးညာတယ်ပေါ့နော်လို့သွားတာပေါ့နော်အကဲထားတော့ကျွန်တော်တို့ဒီ variable ကိုကျွန်တော်မကြီးညာတော့အကုန်လုံး globally ကြီးညာတယ် globally ကြီးညာတယ်ဆိုရတယ်ပေါ့နော် application ကို method call app object ထဲပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ global variable list ရှိတယ် global variable list ကိုခေါ်လိုက်ပြီးတော့ကျွန်တော်တို့ global variable ပြီးတာဆိုရင်ကျွန်တော်ဒီမှာကြီးညာလိုက်တဲ့ global variable ကိုကျွန်တော်တက်တဲ့နေရာသုံးနေတာကျွန်တော်ကြီးညာကြမယ်နော်ဒါကကျွန်တော် syntax ကိုတစ်ချက်တက်ကြည့်ရအောင်ပေါ့နော် syntax ကကျွန်တော်သွားတာပေါ့နော်ခဏနော် syntax ကကျွန်တော်အခု share ထားတဲ့စာအုပ်လေးရှိတယ်နော်အဲ့စာအုပ်ထဲမှာ syntax ကိုရှာပြရအောင်နော်ကျွန်တော်တက်နော်ကို syntax ကဒီကျွန်တော်ပြရဲ့စာအုပ်ရဲ့စာမျက်နှာ394ပေါ့နော်394မှာထည့်ထားရှိဒီကောင်းနေကျွန်တော် syntax ကိုကြည့်လို့ရတယ်ပြီးတော့ဆိုဒီ STL structure အရာပေါ့နော်ကျွန်တော်တို့ဘယ်လိုသွားလဲဘယ်လိုလုပ်လို့လဲဆိုတဲ့ဟာကိုကျွန်တော်ဒီမှာကြည့်လို့ရတယ်ပေါ့နော်အဲမှာဆိုလို့ရှိရင်တို့မှာဘယ်လိုမျိုးကြီးညာမယ်ဘယ်လိုမျိုးလုပ်ကမယ်အကုန်ပါတယ်ပေါ့နော်အခုဒါလေးဆက်လက်ဖတ်ကြည့်ရအောင်အခုအကေစံကြည့်လို့ကျွန်တော်ပြန်ပြောရအောင်နော်ဒီမှာဒီမှာ variable assignment ပေါ့နော် various assignment တွေကိုပြီးထားတယ်ပေါ့နော်ဒါပထမဆုံးပါကျွန်တော်တို့C လို့ပါတော့မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ပေးခြင်းတဲ့boolean ဖြစ်ဖြစ် array ဖြစ်ဖြစ် word ဖြစ်ဖြစ်အဲ့လိုမျိုးကိုကျွန်တော်ရှေ့မှာရေးရပါဒါပေမဲ့သူကကြာပြောင်းနေပေါ့နော်သူကအနောက်မှာရေးတယ်ပြောရမှာလို့အဲ့တော့ကျွန်တော်တို့ရဲ့ဒါရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆိုရင် switch တော့နော် switch ကိုဒီမှာဒီboolean ပေါ့နော် switch က0 1ဆိုတဲ့ boolean ဆိုပြီးပေးရပါတယ်ပေါ့နော်အဲ့ switch boolean ကိုကျွန်တော်ကတက်တဲ့နေရာမှာခေါ်ပြရတယ်ပေါ့နော်ကျွန်တော်ဒီမှာခေါ်မယ်ဆိုလို့ရှိရင်လည်းဒီမှာလည်း boolean.switch အဲ့လိုမျိုးအဲ့လိုများကြည့်ဆိုလို့ရှိရင်ကျွန်တော် directly ခေါ်လိုက်ခေါ်ပြီး input assistant ဆိုရှိတယ်ပေါ့နော်ဒီ input system ကိုသွားဘာယူရရင်ဒီမှာ IO config ကိုလုပ်ရဲဆိုတာဒါတစ်ခါတန်းပေါ်တယ် game mode ဆိုတော့ကျွန်တော် text section ရတယ်ခုနကကျွန်တော် switch လုပ်ထားတယ် switch ကိုခေါ်လိုက် switch ကိုခေါ်လိုက်global variable.switch ပေါ့နော်ဒီကောင်ကိုကျွန်တော်ကဝင်လိုက်ပြီဆိုလို့ရှိရင်ဒါဆိုရင် global variable.switch ကိုကျွန်တော်ဝင်ပေးလိုက်အဲ့ဆိုလို့ရှိရင်တော့အဲ့လိုပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့ကassign လုပ်တယ်ဆိုလို့ရှိရင်is to နဲ့ရှေ့က what's number is အဲ့လိုဟာလေးထည့်နေတာပေါ့နော်ဒါကသူ့ရဲ့ syntax တွေအကုန်လုံးကဒီကိုဒီမှာကြည့်လို့ရတယ်ဒီမှာကြည့်ပြီးတော့အကုန်လုံးကြည့်ပြီးလုပ်လို့ရတယ်ပေါ့နော်syntax ကတော့တက် Google မှာရှာပြီးတဲ့ syntax တွေထွက်လာရှိပါတယ်เนาะဒါပေမဲ့အကေဟိုဒါကိုလုပ်ကြည့်လို့မရဘူးဆိုကျွန်တော်တက်တဲ့ချိန်ပြန်ပြောပြရအောင်เนาะဟုတ်ပြီကျွန်တော်တို့ခုဒါဆိုလို့ရှိရင်ဒီကောင်ရသွားပြီပေါ့နော်ကျွန်တော်ဒီ assignment ဒီ variable assignment ပေးရရှိတယ်ပြီးတော့ဆိုလို့ရှိရင် text assignment text ကိုကျွန်တော်တို့ထည့်ပြီးတော့ assign ပေးရရှိတယ်ပေါ့နော်ဒီလိုမျိုးလုပ်လို့ရတယ်ပြီးတော့ဆိုရှင်အခုပြောတဲ့ဟိုပါပေါ့နော်ဟို OPC ကမသွားသေးဘူးကျွန်တော်တို့ခု RTO သွားမယ်ပေါ့နော်Modbus ပါပေါ့နော် Modbus ကကြတော့ကျွန်တော်တို့ Modbus မှာဆိုရှင်ကျွန်တော်မှာတော့ device မရှိတော့ကျွန်တော် RTO စမ်းပြီးတော့မရဘူးအကေအခုဟိုဖြစ်တယ်ဆိုလို့ရှိရင်ကိုယ်မှာ device ရှိရပိုင်းဆိုလို့ရှိရင်ကျွန်တော်ဆက်ဆိုင်ရမယ်နော်ပြီးတော့ကျွန်တော်ဒီမှာဒီကောင်ကိုတက်မယ်ဆိုအဲ့ဒီကောင်ကျွန်တော် Modbus ထည့်ကြည့်ရပါနော်ထည့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ application ကိုထောက်ပြီးတော့ right click ခေါက်ပြီးရင်application ကိုတော့ sorry ဒီ device ကိုထောက် right click ခေါက်ဒီမှာ add device ဆိုရှိတယ်နော်device ကိုထောက် device ကိုထောက် right click ခေါက်ဟုတ်နော် okay ကျွန်တော် device ကိုထောက် right click ခေါက်ပြီးတော့ add device ဆိုရှိတယ်ဒါအဲ့ add device ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ခဏလေးနော်ဒီမှာကျွန်တော်တို့ feedback ရှိတယ်ကျွန်တော် feedback တွေရှိတဲ့ feedback အကုန်သုံးနေရပါတော့ miscellaneous ကကျွန်တော်ထားပါတော့ကျွန်တော်ဒီမှာodot ဆိုတဲ့ page တစ်လုံးရှိတယ်ပေါ့နော်ရှိတယ်ကျွန်တော်ဒီကောင်သုံးတယ်ဒါပေမဲ့ odot မဟုတ်ဒီကောင်အဲ့လို rock ဝဲနေပေါင်းသုံးလို့ရတယ်wago ဆိုတဲ့ page လေးတွေ WAGO ပေါ့နော် wago ဆိုတဲ့ page လေးရှိအဲ့ wago ဆိုတဲ့ page လေးနဲ့ပေါင်းသုံးလို့ရတယ်ထားပါတော့ဒါကကျွန်တော် feedback ပေါ့နော်ကျွန်တော်သုံးနေတဲ့ဟာ modbus ပေါ့နော်ဒီမှာ modbus မှာဒါဆို com ပေါ့နော်ကျွန်တော်ဒီမှာဒီ video မှာကျွန်တော်ပြလိုက်တယ်ကိုဘယ်လိုမျိုးဟို RTO config လုပ်ပါတယ်ပေါ့နော်ဒါပြီးသွားပြီဆိုတော့ကျွန်တော်ဒါနဲ့ကိုကျွန်တော်ထပ်လုပ်ပြရတယ်ဒါနဲ့ကျွန်တော် simulation ဆက်မယ်နော်ကျွန်တော်ဒီမှာ modbus serial port ရှိတယ် modbus com ပေါ့နော်ဒါတော့ဒီ serial တော့ဆိုတော့ကျွန်တော်ဒီ serial port ကို fail ရပါတော့ဒီကျွန်တော် add device လုပ်မယ်ကျွန်တော်တို့ရဲ့
Worker data ပို့တဲ့ဟာကျွန်တော်ကဝင်လိုက်လာဆိုတော့အတွက်ကြောင့် data ပို့မယ်ဆိုတော့ကျွန်တော်ဒီကောင်က master နဲ့လာမှာရပါတော့နော်အဲဆိုတော့ master နဲ့လာမှာရဆိုတော့ကျွန်တော်ဒီကောင်ကို master email ပေးရတာပေါ့နော် master ပြီးသွားရင်ကျွန်တော်ဒီကောင်ကို activate လုပ်လိုက်ပါဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့တစ်ခုပဲရပါပေါ့နော်တစ်ခုပဲရမယ်ဒီ device တစ်ခုကိုကျွန်တော်တစ်ခုပဲသုံးလို့ရပါတော့ဟိုဘယ်လိုပြောမလဲ comport နဲ့သုံးမယ်ဆိုတော့ mobile slave သုံးပါလား mobile master သုံးပါလားအဲ့လိုမျိုးတစ်ခုပဲသုံးလို့ရပါတော့အဲကျွန်တော်တို့က master သုံးနိုင်ဆိုတော့ကျွန်တော်ဒီကောင် master ရပြီဆိုရင်တော့ဒီ device ကိုခောက်ပြီးတော့ setting လုပ်ကြည့်အောင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါတွေအကုန်လုံးကိုရပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် channel ပေါ့နော်ကျွန်တော် RTB လာ AFSP လာကျွန်တော်ပေးရပြီးရင် auto reset communication ပေါ့နော် communication ကို auto reset လုပ်ပြီးနောက်9 second ကြာရင်ကျွန်တော်က response time off ဖြစ်မယ်ပေါ့နော်ပြီးတော့ frame ရှိတယ်ကျွန်တော်ဒီကောင်များတော့ပြန်ထောင်ပဲထားတာပါထောင်မထားဘူးဆိုကျွန်တော်3000လောက်ထားပေးရတယ်ပေါ့နော်ဒါကတော့ time off တော့3000 second 3000 millisecond တော့ခဏစောင့်ပေါ့နော်စောင့်ပြီးတော့ time off ဖြစ်မယ်ဟာပေါ့နော်အဲ့တော့ကျွန်တော်ကထားရင်ပေးရတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် status ကတော့ကျွန်တော်ဘာမှမရှိဘူးလမ်းပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီကောင်ကိုပြန်ထပ်ပြီးတော့ device ဒီကောင်ကိုဒီကျွန်တော်တို့ဒီထားခုန master ကိုထောက် right click ထောက် device လို့ပြီးရင် select ခေါ်ထားပြီးတော့ထည့်ပေးရတာပေါ့နော်ထည့်ပြီးရဆိုကျွန်တော်ဒီကောင်ကိုတန်းပြီးတော့ data ယူလို့ရပြီပေါ့နော်ဒီအဲ့တော့ကျွန်တော်ဒီမှာ slave address ပေါ့နော်ကျွန်တော်တို့ဟိုအတိုင်းပဲလောက်ထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီကောင်ကဒီမှာ slave ဖြစ်သွားပြီဆိုရင်ဒီမှာ slave address ပေးရပါပေါ့နော် slave address ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ဘယ်လောက် address မှာကျွန်တော်တို့ချိန်ပါလဲပေါ့နော်ဘယ်လောက် address မှာချိန်ပါလဲပြီး channel ထည့်ရမယ် slave image လောက်ပါပေါ့နော်နောက်ဒီမှာဆိုလို့ရှိရင်ကျွန်တော် channel ကိုထည့်ကြည့်အောင် channel ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ add channel 0လား channel 1လားပေါ့နော်ကျွန်တော်တို့ channel 0ထားပါတော့ကျွန်တော်တို့ holding register ကို read မှာလား point ကို read မှာလား discrete ကို read မှာလားပေါ့နော်ဒါဟိုဘက်ကဝင်လာတဲ့ data ကိုကျွန်တော်က sleep ကနေဟိုဘက်ကဝင်လာတဲ့ data ကိုကျွန်တော်ဒီဘက်ကနေဖမ်းမယ်ပေါ့နော်ဖမ်းတာပေါ့ကျွန်တော်ဒီကနေ data ပြန်ပို့ရအောင်ပေါ့နော်အဲ့လိုလည်းလုပ်လို့ရတယ်ဖမ်းနေလည်းရတယ်ကျွန်တော်တောင်းထားမယ်ပြီးတော့ဆိုရှင် error handling ကလိုပဲဒါရပါမယ် second time ထောင်ပေါ့နော်ဒါတော့များသောအားဖြင့်ဒီလိုပဲသွားကြတာပေါ့နော်ဒါ form ပါပေါ့နော်ဒါဆိုကျွန်တော်တို့ channel 0ရပြီ channel 0ကိုကျွန်တော်က edit လုပ်ပြီးတယ်နော် channel ကိုကျွန်တော်ဒီမှာပို့အောင်ရပြီဆိုရှင် select ဖြစ်ပေါ့နော် select ဖြစ်မှာလည်းအဲ့လိုပဲကျွန်တော်ကဘာလုပ်မှာလဲပေါ့နော်ကောင်းအောင်ကျွန်တော်ကဆိုလို့ရှင် right ပေါ့နော်ဒါရှိပါမယ် multiple point လား single register ကျွန်တော် multiple register ကိုထည့်လိုက်တာ land က1 initialize value ရတာပါနော် land က land ဆိုတာကျွန်တော်ဘယ်လောက်register ဘယ်လောက်ထားပါလဲ5ဆို5ခုပေးလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါကောင်ပြန်နေအတွက်ကျွန်တော်တို့က holding register တစ်ခုဖတ်တဲ့ဟာရပါပြီရမယ်နော်ထားပြီးလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောင်ကိုဟောလို့ရတယ် data ပို့ရတယ်ဒီကောင်ကိုကျွန်တော်ကလိုက်ပြီဆိုလို့ရှိရင်ဒီကောင် slave address နဲ့ကျွန်တော်ကဟောလုပ်ပြီးတော့ image လုပ်ပြီးတော့ကျွန်တော်ကဒီကောင်ကိုဖမ်းနေရတယ်ပေါ့နော်ကျွန်တော်ဒီကောင်ကိုကျင်းပြမယ်ဒီကောင်ကိုဟောကျင်းပြမယ်ဆိုလို့ရှိရင်ဒါအပြီးတော့ကျွန်တော်ဒီ channel ကိုတွားပေါ့နော် channel ကိုတွားပြီးတော့ကျွန်တော်ကဒီ master ရလာမယ့် data တွေပေါ့နော်ကျွန်တော်ဒီမှာဘာလို့ comport ကိုကျင်းပြပေးရတယ်ဒီ table ပေါ့နော်ဒီကဒီကောင်ပါပေါ့နော်ဒီကောင်ကိုကျင်းပြပေးရတယ်ကျင်းပြမယ်ဆိုလို့ရှိရင်ကျွန်တော်က comport မှာ1ပေါ့နော်comport ကဒါကိုယ့်ရဲ့ comport ဘယ်လောက်မှရှိပါလဲပေါ့နော် bound rate တွေ parity တွေများပါးနဲ့နန်းလာများပါတယ်ဒါမျိုးတစ်ချက်ပေါ့နော်ပြီးလို့ရှိရင် database ရဲ့ database ရဲ့ stock တွေကျွန်တော်တင်ပြပေးရတယ်ပြီးရင် serial port ပါတယ်ကျွန်တော်ပြန်ကြည့်လို့ရတယ်ပေါ့နော်ဒါရဲ့အကုန်လုံးကျွန်တော် status တွေကျွန်တော်ကုန်ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဟို slave တင်ရတာပေါ့နော်ဒီကောင်က slave တင်နေတာဒီကောင် mobile ဖတ်တာပေါ့နော်ဒီမှာ master နဲ့ slave နဲ့ဆိုပဲပေါ့နော်အဲဆိုလို့ရှိရင်တော့ဒါဆို form အတွက်ရမယ်ဆိုပါတယ်နော် okay ဒါ count အတွက်ပေါ့နော် count အတွက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမလုပ်ပြရမယ်ဆိုတော့အခုကျွန်တော်တို့က count အတွက်ကိုဒါ slave ကနေဟို slave address ဘယ်လောက်ကနေတော့ဖမ်းပါတယ်ဖမ်းနေတဲ့ slave ပေါ့နော်ဒီကောင်ကကျတော့ဟိုကပို့နေတာမှာတားပို့နေတာကိုကျွန်တော် slave ကဖမ်းနေဆိုတော့ကြောင့် slave address မှာဖမ်းတာလေအဲ့ဒါကြီးကျွန်တော်ကဒီမှာရေးပြရတယ်ပေါ့နော်ရေးပြရတာပေါ့ဒီဝိုင်းဆိုရင်သူဖတ်မဲ့ဟာပေါ့နော် slave channel မှာကျွန်တော်တို့ဖတ်မဲ့ channel ကျွန်တော်ဒီမှာတင်ပြပေးရတယ်ပေါ့နော်ပြောရချင်း edit ကျတော့ဒါတော့တိတ်တော့အရင်ကတော့ဒါဒီကဒီမှာကျွန်တော် data ဖမ်းတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော် data ပေးလို့ရတယ်ဘာပေးလဲဆိုရင် test 1လို့ပေးလိုက်ပြီဆိုတော့ကျွန်တော်ဒီကောင်ကိုကျွန်တော်တိုက်တဲ့နေရာနဲ့ခေါ်လို့ရတယ်ပေါ့နော်ဒီမှာနေရာနဲ့ပြန်ခေါ်ပြရတယ်ပေါ့နော် what ပေါ့နော်ကောင်တော့ဒီကျွန်တော် test 1ဆိုတော့ကျွန်တော်ဒီခုနတိုင်းနဲ့ဒီမှာ right click နဲ့ input assistant ခေါ်ပေါ့နော်ခုနကျွန်တော်ရေးထားတဲ့ test 1ဒါကြောင့်လည်း test 1ရှာကြည့်အောင်ဒီမှာဆိုရင် IO config global mapping test 1ပေါ့နော်အားရပြီဆိုရင်ကျွန်တော်ဒီကောင်ကို okay ခေါ်လိုက်အောင်ပဲဒါဆိုရင် test 1ရဲ့ page ကိုဒီရောက်လာဟုတ်နော်အဲ့ဒါကိုကျွန်တော်ဒီကောင်တစ်ခုနဲ့ဖမ်းနေတာဖြစ်ဖြစ် test 1ကဘာမှဖမ်းစရာမလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့သူကစောတဲ့ကတော့ဟိုလုပ်ပြီးသားစောတဲ့ကတော့ data ယူပြီးသားပေါ့နော် data
data ဆိုတော့ data ဖမ်းကြမလို့တော့ဒီကောင် view ရဲ့ data ရှိပြီးသားပေါ့နော် okay အဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ဟိုတော့ကြည့်ရပါကျွန်တော်တို့ဒီမှာကောင်းမရှိဘူးဆိုတော့ကျွန်တော်တို့ကောင်းခဏဖြတ်ထားလိုက်ပေါ့နော်ပြီးရင်ကိုဟိုဖြစ်ချင်တဲ့ solution ကိုကျွန်တော်ပြန်ပြပေါ့နော်ပြီးရင် solution ကျွန်တော်တို့က device ပေါ့နော် device မှာ device တက်ထည့်ပြီးတော့ကျွန်တော်တို့ခုနကပြတဲ့ internet ပေါ့နော် internet ကိုသွားမယ်TCP IP ပေါ့နော် TCP IP နဲ့ modbus ပေါ့နော်သွား internet ထဲမှာရှိတဲ့ ဆိုတော့ internet ကိုယူမယ်ပြီးရင် solution ကျွန်တော်တို့ပြင်ရမယ်ဒီမှာကျွန်တော်ဒီနေ့ internet ကိုပြန်ပြီး right click ခေါက် add device မှာဒီမှာ add device ရှိတယ် add device နဲ့ modbus မှာ profile နဲ့လာ internet IP လာတော့အဲ့လိုပေါ့ကျွန်တော်က modbus မှာတက်ဟုတ်တယ်နော်အဲ့မှာ TCP master ရဲ့ TCP slave ရဲ့ဆိုရှိရပါတော့ကျွန်တော်နှစ်ခုလုံးထည့်ကြည့်ရပါတော့TCP master ကိုကျွန်တော်ကထည့်ပြီးအခုလိုရတဲ့ master ရင်ထည့်ကြည့်ရပါတော့ကျွန်တော် slave ထည့်ကြည့်ရတာmaster ရပြီပေါ့နော်ဒီ TCP master ရပြီဆိုရှင်ကျွန်တော်ခုနကလိုပဲ IO mapping ကိုပေးရတယ်တော့ဆိုလို့ရှိရင် IO mapping IEC master ကရပြီးတက်ပေးကြပါတော့ကျွန်တော်ဒီမှာ internet ကိုသွားတယ်နောက်မှကျွန်တော်ရဲ့ internet ကိုကျွန်တော်ဒီမှာ network interface ပေါ့နော်ဘာနဲ့ interface လုပ်ထားကျွန်တော် gateway ဖွင့်တာတော့ gateway ပေါ့နော်ကျွန်တော် network ကိုကျွန်တော်ထည့်ပေးရတယ်ပေါ့နော်ကျွန်တော်ဆိုရင်ဒီအဲ့တက်ကိုထည့်ပေးရတယ်နော်ဒီကောင်ကဒါသူ့ရဲ့အခုရဲ့ internet IP ရဲ့ gateway ရဲ့ဟိုပါနော် internet IP ရဲ့ master ပေါ့နော်ဟိုပါ master ရဲ့ data ပေါ့နော် master ရဲ့ data ဆိုတော့ပေါ့နော်ပြောရဆိုလို့ရှိရင်ဒီကောင်ကိုပဲကျွန်တော် right click ထပ်ခေါက်ပြီး add device နဲ့ data ဖမ်းဖို့လုပ်ပြရပါပေါ့နော် data ဖမ်းဖို့လုပ်ပြီးဒီမှာ ဆိုလို့ရှိရင်ကျွန်တော် slave ပေါ့နော် slave channel slave ကိုကျွန်တော်က new ယူပါလိမ့်မယ်เนาะဒါကြောင့် master ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက်ဆို master ရပြီပေါ့နော် master ရပြီဆိုတဲ့အတွက်ကြောင့်ဟောတော့လို့ပါကျွန်တော်ခုနလိုပဲဒီကောင်ပြန်ကြည့်ရအောင်ပေါ့နော် slave channel မှာကျွန်တော်ကသွားပြီးတော့ add channel ပြီးရင်ကျွန်တော် holding register ကိုပြီးပေါ့နော် holding register ကိုမှလာ input လုပ်ပြီးကျွန်တော် holding register ကိုပြီးကောက်အောင်နော်ပြီးရင်ဆိုလို့ရှိရင် LAN ကတော့ 1 offset ကကျွန်တော်တို့ offset ထဲမှာလာမထည့်ဘူးလားပေါ့နော် LAN က1ဆိုတော့ဒီ5ခုဖတ်ချင်တာပေါ့နော်ဒီမှာထည့်မယ်ပြီးရင်ဆိုလို့ရှိရင် cycle time ကထည့်ရပါပေါ့နော် cycle time ကဆိုရင်ရပြီအဲ့ဒါရပြီဆိုလို့ရှိရင်ကျွန်တော်ကကောင်းအောင်ကျွန်တော်ခေါ်သုံးလို့ရတယ်ပေါ့နော်ခေါ်သုံးတဲ့ဒီကောင်းအောင်ကျွန်တော်ပထမဆုံးသွားရတဲ့ပြင်လုပ်ပြရအောင်နော်ဒီမှာကျွန်တော် save channel မှာ channel ကြီးဆောက်တယ်ဆောက်သွားရင်ဒီမှာ IO မှာပြင်မှာသွားပြီးတော့ပြင်လုပ်ပြရတယ်ဟုတ်ပြီနော်ဒီမှာကျွန်တော်တို့က5ခုထည့်လို့ LAN က5ခုဖြစ်နေတာပေါ့နော်တကယ်ကိုတစ်ခုပဲသုံးနေဆိုလို့ရတယ်အားဖြင့်ဒီမှာဆိုရင်ကျွန်တော်ကတစ်ခုချင်းသုံးမှာပေါ့နော် TCP1 TCP2 ပဲထားလိုက် TCP1 ဟုတ်ပြီနော် TCP1 TCP2 ပေါ့နော်အဲ့ဒါဆိုကျွန်တော်ကဒီကောင်5ခုပြင်လို့ရတယ်ပေါ့နော်ပြီးသွားရဆိုလို့ရှိရင်ကျွန်တော်ဒါလေးစမ်းကြည့်ကြရအောင်ကျွန်တော်စမ်းမယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ပထမဆုံးဘာလဲဖွင့်ရအောင်လဲဆိုရင် mod rsn ပေါ့နော်ကျွန်တော်ပေးထားတဲ့ software mod rsn ရှိတယ်ပေါ့နော် mod rsn မှာဒီမှာဆိုရင်ကျွန်တော် holding register ပဲသွားမယ်ပြီးသွားဆိုရင်ခုနကကျွန်တော်ပြောတော့ဟိုဒီတစ်ကနေကျွန်တော်5ခုတော့ဒီ1နဲ့ဒီ1က0 1 2 3 4ဒီပါမှာပေါ့နော်ကျွန်တော်ကဒီနှစ်ခုပဲဖတ်ကြည့်ရတာပေါ့နော်ဒီတိုင်းပြောင်းနေကျွန်တော်အောင်စီးလုပ်ပြရတော့ဒါပေါ့နော်ဒီတိုင်းနှစ်ခုပါတာကျွန်တော်340ကျွန်တော်နောက်တစ်ခုက10တက်နေပေါ့နော်အဲ့ဒီကျွန်တော်ဒါပထမဆုံးပြီးသွားဆိုကျွန်တော်ဘာလုပ်ကြမှာလဲဆိုလို့ရှိရင် 46 ကိုဖွင့်ရအောင်ပေါ့နော်46 control win pv ပေါ့နော် control win pv ကိုဖွင့်မယ်ဒါကကျွန်တော်တို့ကပထမဆုံး simulation sum ပေါ့နော် simulation sum ကို 46 win pv ကိုဖွင့်မယ်ဖွင့်သွားရင်ဖွင့်သွားရင်ကျွန်တော်ဒီမှာကြည့်ရလို့ရှိရင်ဒီကောင်လေးထွက်နေတယ်နော်အခုဒါကျွန်တော်တို့ပါတယ်လေဒီကောင်ထွက်နေတဲ့ဟာဒီကောင် right click ခေါက်ပြီးသွားရင်ဒီမှာ start psc ဆိုတာရှိတယ်ဒါ start psc ကိုနှိပ်လိုက်ရင်ဒါဆိုရင် psc run သွားပြီပေါ့နော်ပြောနေတယ်လေpsc run သွားပြီဆိုရင်ကျွန်တော်ပထမဆုံးဗာသိရမှာဆိုကျွန်တော်တို့ကဒီ internet ကကျွန်တော်တို့ရဲ့ဟိုနဲ့ချိန်နေတာမချိန်နေတာဆိုသိရအောင်နော်ကျွန်တော်က IP နဲ့ချိန်နေတာမချိန်နေတာအဲ့တော့ကျွန်တော်ဒီကဖွင့်သွားပြီဆိုရင်ကျွန်တော်ဒီကောင်ကိုsave လုပ်ပြရအောင်နော်နောက်ကျွန်တော်အရင်ဆုံး combine လုပ်မယ် combine လုပ်ပြီးသွားရင် gateway ချိန်တာမယ်ပေါ့နော် okay ကျွန်တော်အရင်ဆုံး combine ဒီကောင်နဲ့ combine နော်ဒီကောင်ကို combine လုပ်မယ်ပြီးသွားရင်ကျွန်တော်ဒီမှာ device ကို double click ခေါက်ဒီမှာ device ကို double click ခေါက် communication setting ကိုသွားပြီးသွားရင် second network လုပ်မှာ second network လည်းရှိတယ်နော် second network လုပ်လိုက်ပြီးသွားရင်ဒီကောင်ကို okay နှိပ်လိုက်ရင်ဒါဆိုရင်ဒါဆိုရင်ဒီထားခဲ့ရအောင်ဒါဆိုချိန်သွားပြီပေါ့နော်ဒါဆို gateway က okay ရယ်ပြီးသွားရင်ဆိုလို့ရှိရင်ကျွန်တော်တို့ gateway ကလည်း save နေဆိုတဲ့ကြောင့်ကျွန်တော်ချိန်ပြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမခုနကလိုပဲ internet ကိုပြန်သွားမယ်ဆိုရင် browse လုပ်ကြည့်လိုက်
browser ဆိုရင်ကျွန်တော်ရဲ့ network ထဲမှာရှိနေတယ်အကုန်လုံးတက်လာပြီပေါ့နော်ကျွန်တော်တို့ကဒီမှာ011356011ပေါ့နော်ကျွန်တော်ကဒါကျွန်တော်တို့ laptop ရဲ့ဟိုပါပေါ့နော် laptop ရဲ့IP လက်ခံနေဟိုပါပေါ့နော်အဲ့ဒါပဲတုံးရပါတယ်ဆိုတော့ okay နေမယ်ပြန်တော့တူပြောင်းသွားတာကိုဘာမှလုပ်စရာမလိုပေါ့နော်အဲ့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုပြန်သွားမယ်ဒီကောင်လည်းအဲ့လိုပဲကျွန်တော်ဒီမှာဆိုလို့ရှိရင် slave IP ပေါ့နော် slave IP တော့ပေးထားတယ်အဲ့ချက်ပြန်ပြီးတော့ပြောင်းအောင်ပေါ့နော်ဒီကောင်ကလည်းကျွန်တော်0111ပဲပေါ့နော်ဆိုတော့0111 okay အဲ့ဆို port ကတော့ဒီလောက်ပဲအဲ့ဒါကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီကောင်နဲ့ညှိပြီးပြောင်းအောင်ပေါ့နော်ဒါကျွန်တော် TCP simulator ပေါ့နော်ဒီကောင်က master ပေါ့နော် modbus master simulator ဆိုတော့ကြောင့်အဲ့ကျွန်တော်ပြီးသွားရင်ကျွန်တော်ဒီကောင်ကိုဝင်ကြည့်ရ port ကိုချက်ကြည့်ပေါ့နော်ကျွန်တော် port ကဒီမှာဆိုရင်502ပေါ့နော်ဒါသူ့ရဲ့ default port 502နဲ့ပါမှာ501နဲ့ပါမှာရတယ်အားဖြင့်ဒါပေမဲ့ကျွန်တော်က502နဲ့သွားကြတာပေါ့နော်502ကို okay နဲ့ပြီးသွားရင်ဒီကောင်ကလည်း502ပေါ့နော်ဒါနှစ်ခုတူသွားပြီဆိုတာနဲ့ကျွန်တော်တို့အကောင်ကိုပါထည့်ပြလိုက် okay ကျွန်တော်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်ဒီမှာအကောင်ကိုဖွင့်မယ်ဒီကောင်လေးကိုဖွင့်မယ်ဒီကောင်ကကျွန်တော်တို့ဒီ communication လုပ်တာပေါ့နော် PSC တကယ်ကျွန်တော်တို့သုံးတဲ့ PSC လိုပဲဒီကောင် communication လုပ်ပေးတာပေါ့နော်အဲ့ပြီးတော့ဒါချိတ်သွားပြီပေါ့နော်ချိတ်သွားရင်ကျွန်တော်ဒီကောင်လေးကို start လုပ်လိုက် start လုပ်လိုက်ဒါဆိုတော့အကုန်လုံးစိမ့်သွားပြီလားဒီဘက်မှာအကုန်လုံးစိမ့်ကောင်လည်းစိမ့်တယ်ကောင်လည်းစိမ့်တယ်ကောင်လည်းစိမ့်တယ်သုံးခုလုံးစိမ့်သွားပြီဆိုရင်ဒါကျွန်တော်တို့ data ရပြီခေါ်လို့ရတယ်ပေါ့နော်အဲ့ကျွန်တော် slave channel ကိုကြည့်ကြတာပေါ့ဒီမှာ mapping ကိုကြည့်တော့ပေါ့နော် mapping မှာဆိုလို့ရှိရင်not updated ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာဒီကောင်မျိုးဖွင့်ထားတယ်ပေါ့နော်ကျွန်တော်ဒါလေးပြန်ပြလိုက်မယ်ဒီမှာရင်ဒါ parent setting မဟုတ်ဘူး enable one ပေါ့နော်ဒါ if not use တက်တာဝင်သမျှအကုန်လုံးဟောလုပ်မှာပေါ့နော်အဲ့ဒါပေါ့နော်ဝင်သမျှအခု data အကုန်လုံးကျွန်တော်ကဖတ်မှာပေါ့နော်အဲ့ဒါချက်ဖွင့်ပြရမယ်နှမို့ဆိုအဲ့ဒါကိုဖွင့်ပြီးကျွန်တော်ဟိုဘက်မှာ main မှာသွားပြီးတော့ဟောသွားလောက်ကမယ် variable တစ်ခုသွားကြည့်နေတာပြရမှာပေါ့နော် okay ဒါဆိုရပြီပေါ့နော်ကျွန်တော်တို့ mapping မှာဒီမှာ data ဝင်လာတယ်ကျွန်တော်ဒီကောင်ဆက်လိုက်ပြန်တယ်ဒါ980 990အကုန်လုံးဝင်နော်650ဆိုတော့ကျွန်တော်တိုက်ကြည့်အောင်ကျွန်တော်ခုနက simulation နဲ့တိုက်ကြည့်အောင်660 1000ဖြစ်သွားပြီပေါ့နော်ခုနဖြစ်သွားတာ error ပေါ့နော်ကျွန်တော်ဒီကောင်ကိုဒီဟာဖြစ်နေပြီပေါ့ဒီမှာဆိုကျွန်တော်153ဒီကောင်ကတော့လုံးလာ53နဲ့ပြင်လာတာပေါ့နော် port လာကျွန်တော်ဒီမှာ port ကဘာလို့လဲဆိုတော့တခြား port ရှိတယ်ဆိုတော့တော့တိုက်ပြီးတော့လုံးလုံးလုပ်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကို port ကို153နဲ့ပြောင်းလိုက်မယ်153နဲ့ပြင်ပေါ့နော်153နဲ့ okay ပြီးသွားပြီဆိုလို့ရှိရင်ဒါဆိုရင်လုံးလုံးရောကျွန်တော်ဒီကောင်ကိုကိုတောင်းပြီးပြင်လိုက်အဲ့ကျွန်တော်1 2 3 4ဒီကုန်ဖိုင်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကကောင်ကိုပြန်ချိန်မယ်ကောင်လုပ်မယ် test လုပ်မယ်sorry ကျွန်တော်ဒီ port ကိုမပြောင်းရဘူးခုနကကျွန်တော်ရဲ့ TCP master port က153နဲ့ဖြစ်တယ်နော်ကျွန်တော်ဒီကောင်ကျွန်တော်ခုနက153နဲ့ယူသွားပြီကျွန်တော်ဒါကို run လိုက်တာနဲ့ကောင်းအောင်ကျွန်တော်ဒါကို run လိုက်ဒါကို run လိုက်ပြီဆိုတော့လည်းသူရဲ့ဒီမှာဒီ mapping မှာတော့ကြည့်ကြတာပေါ့နော်ဒီမှာဆိုရင်1260 1260ကွက်တီတူတူပဲနော်ဒီကဒီ plus ဒီကတန်ဖိုးနဲ့ဒီတော့ဒီကောင်တန်ဖိုးနဲ့ဒီမှာရှိရ plus 1တန်ဖိုး190 180 1490အကုန်1490ပေါ့နော်ကျွန်တော်က5ခုကိုကြည့်ထားတာဆိုတော့1490ပေါ့ရမယ်နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ဟောပါနော် TCP master ကနေ slave ကိုဖိုင်တာပေါ့နော်ကျွန်တော်ဒီခေါက်ကြလို့ရှိရင်ကျွန်တော်ကဒီဟာကိုဒီဟာကိုကျွန်တော် master အနေနဲ့သုံးမယ်ကျွန်တော်ရဲ့ 46 ကို master အနေနဲ့သုံးမယ်သုံးပြီးတော့ဟိုဘက်ကိုပို့ကြတယ်ခုကကျွန်တော်တို့ဟိုပါတော့ကိုinternet ခေါ်ပြီးတော့ slave ပေါ့နော်ဟိုဒီကောင်ကိုကျွန်တော်တို့က data ပို့မယ်လုပ်ပါပေါ့နော်ဒီ code စစ်ကိုလေအဲကျွန်တော်ကောင်ကိုပြန်ပြီးတော့ enterprise နဲ့sorry solution enterprise ပေါ့နော် enterprise မှာဒါ slave slave ပေါ့ slave ပေါ့နော် slave ထည့်တယ်slave ထည့်ပြီးဆိုလို့ရှိရင်ဒီကောင်ပေါ်လာတော့နော်ကျွန်တော်ဒီမှာခုနလိုပဲဒီ slave port ကကျွန်တော်ကြိုက်ဖို့ပေးနေတာပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ခုနလိုပဲ90နဲ့နေရတယ်ကျွန်တော် laptop က90နဲ့
နဲ့ဖတ်လို့ဘက်ကရေးလို့ရတယ်နော်ကျွန်တော် home register ကိုသုံးပေးလိုက်သုံးဆိုကျွန်တော်လန့်တယ်နော်5ခုလေးရ10ခုလေးကျွန်တော်ဒီမှာတစ်ခုပဲပြလိုက်ရအောင်နော် import register နဲ့တစ်ခုပဲ home register တစ်ခုပဲနော်နှစ်ခုပြပါနှစ်ခုလည်းတူပဲနော်device solution ကျွန်တော်မှာ discrete နဲ့သုံးနေရတယ်ပေါ့နော်ဒီ data model set address 0ကနေစမှာလား1ကနေစမှာလားပေါ့နော်ကျွန်တော်က0လေးသုံးတာပေါ့ device solution ခဏဒီမှာ home register ကျွန်တော်ကခုနကနှစ်ခုပေးခဲ့ဆိုတော့ကျွန်တော်ဒီမှာနှစ်ခုရတယ်ပေါ့နော်ကျွန်တော်က word နဲ့ပြီးတယ်ဆိုတော့ modbus က word နဲ့သွားတာဟုတ်တယ်အဲ့တော့ကြောင့်ကျွန်တော်ဒါလေးရပြီ serial key ရဖွင့်နိုင်တယ်လို့ဆိုတော့ကျွန်တော်ကဒီမှာIP နဲ့သွားတာပေါ့နော်တော့ဒီမှာတိတိတိပေါ့နော်ကျွန်တော်ရဲ့ network ပေါ့နော်ကျွန်တော်ရဲ့ function နဲ့ပေါ့ရရောကိုဒါကျွန်တော်ရဲ့ wifi ခုနလိုပဲဒါကျွန်တော်ရဲ့ laptop ကကျွန်တော် laptop ကပေါ့နော်တော့မှာ save ဖြစ်သွားတာပေါ့နော်ဒီ data ကိုကျွန်တော်က transmit လုပ်နေတာဖြစ်သွားတာပေါ့နော် data ပို့မယ်တော့သွားတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ခုနလိုပဲကျွန်တော်ဒီကောင်ကို login လုပ်နေ yes လုပ်နေဒါဆိုရတယ်နော်ကျွန်တော်ခုနကဟာကိုကြည့်တာပေါ့ဒီကောင်မှာကျွန်တော်ကဒီမှာခုနကဒါကမလုပ်နိုင်ဘူးနော်ကျွန်တော်ဒီ always update variable ကိုကျွန်တော်ကအရင်ကဒီကောင်ကိုဖွင့်ထားတာပေါ့နော် enable one data ပြကြပါတော့အဲ့မှာကျွန်တော်ဒီကောင်ကိုသွားပြီးတော့ data ကပြပို့လို့ရအောင်ပေါ့နော်အဲ့ဒီဆိုလို့ရှိရင်ကျွန်တော်ဒီမှာခိုင်းဒီလေးထိတ်ကြတယ်ပေါ့နော် ON register